ဒါကြောင့်အခုလာမဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့အရင်တော့လို့ကိုနိုင်ကိုယူစနစ်နဲ့မဟုတ်တော့ဘဲနဲ့ PR စနစ်ပါတဲ့အတွက်ကျွန်တော်တို့လယ်သမားကိုယ်စားလှယ်တွေတိုင်းပြည်တွတ်တော်တဲ့ကိုထိုက်တဲ့လောက်ရောက်တဲ့အခါကျရင်လည်းဟုတ်လားအများကြီးလုပ်ပေးရမယ်ဒါကြောင့်ဒဂုံစိတ်ကမ်းမြို့နယ်မှာလယ်သမားတွေအများကြီးရှိတယ်အဲ့ဒီလယ်သမားတွေကဘာတွေဖြစ်နေလဲလို့ပြောရရင်နံပါတ်1လယ်တွေမြေတွေကိုလယ်ယာမြေဒီဥစ္စာအရင်တော့လယ်ကွင်းတွေကိုသိမ်းလိုက်တယ်သိမ်းပြီးတော့ရော်ချေးပေးမယ်လို့ပြောတယ်ရော်ချေးပေးမယ်ဆိုပြီးသတ်မှတ်တယ်ဒါပေမဲ့ဘာရော်ချေးမှမလာဘူးဒီနေ့ဒီချိန်ထိလယ်သမားတွေပါရင်ဟုတ်လားမဟုတ်ဘူးလားတို့ကိုတင်ပြစမ်းပါဗျာဟုတ်လားမဟုတ်ဘူးလားနော်အဲ့ဒီတော့လယ်သမားတွေအတွက်နိနာချေးတွေရော်ချေးတွေကိုလွတ်တော်ပေါ်တာနဲ့ချက်ချင်းရအောင်ကျွန်တော်ဆောင်ရွက်ပေးပါမယ်လို့ဒီနေရာနေဂရုပြုပါတယ်ဗျာပြီးကျွန်တော်တို့တိုင်းပြည်မှာဗမာလူမျိုးလောက်တဲကြီးခံနိုင်တဲ့လူမျိုးမရှိဘူးဗမာလူမျိုးကတားတဲကြီးခံတယ်နော်မီးမလာလဲကျွန်တော်တို့ဘာမှမပြောဘူးရေမလာလဲဘာမှမပြောဘူးလမ်းမကောင်းလဲဘာမှမပြောဘူး6တို့ပြခလုံးနှိမ့်လိုက်လို့ကျွန်တော်တို့အညာမှာမီးလင်းတာ EPC ကပေးတဲ့မီးလင်းတာမမြင်ရပဲသေသွားတဲ့လူတွေဒုနဲ့တေးပဲဘုံပိုင်ကောင်းဖွင့်လိုက်လို့ရေလာတာတခါမှမတွေ့ဘူးပဲနဲ့သေသွားတဲ့လူတွေဒုနဲ့တေးပဲလမ်းကကတ္တရာလမ်းကိုမမြင်ရပဲနဲ့ဟလားချွန်တော်ဘွက်တော်လမ်းနဲ့ကြောက်ကျန်းလမ်းပေါ်မှာလမ်းလျှောက်ရင်သေသွားတဲ့လေတွေဒုနဲ့တေးပဲအဲ့ဒီလောက်ဒုနဲ့တေးဖြစ်နေတဲ့တိုင်းပြည်မှာထပ်ပြီးသိန်းကြီးခန္ဓာကကုံစင်းနှုတ်နဲ့ဘလောက်တက်တက်ညီးပြီးတော့ပဲနေတယ်ဘာမှမပြောဘူးနော်ဘယ်သူအကြောင်းကိုမှဘာမှမပြောဘူးငါတို့ကန်ဆိုးလေချင်းလို့ပဲတွေ့ဟုတ်လားဒါကြောင့်အခုတက်လာမဲ့အစိုးရကြရင်အရသားအစိုးရကြရင်ခင်ဗျားတို့ပြသားပြောရမှာကကျွန်တော်တို့ပြည်သူတွေတောင်းဆိုနေတာလန်ကရူဇာကားတွေကွန်ဒိုတိုက်ခန်းတွေတောင်းနေတာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူတွေတောင်းနေတာကဆန်ဈေးလေးလျှော့ပေးပါစီဈေးလေးလျှော့ပေးပါဟုတ်လားအဲ့ဒီဥစ္စာကိုတောင်းတာအဲ့ဒီဥစ္စာတွေကလည်းနိုင်ငံခြားတင်သွင်းတာမဟုတ်ပါဘူးတန်နေစီတွေငပိတွေစားတွေကမိတ်တွေမြန်မာတွေပါအဲ့ဒီလောက်ပေါ်ကျွယ်ဝတဲ့စံစီစားငရုတ်ကြက်သွန်ကိုမှဈေးလျှော့အောင်မလုပ်ပေးနိုင်ရင်နောက်တက်လာမဲ့အစိုးရကိုကျုပ်တို့အပဝင်တိုင်းပြည်လုံးကနေဖြုတ်ချပြစ်မယ်လို့ပြောရင်ထောက်ခံမလားမထောက်ခံဘူးလားလယ်သမားပါတီကဘာလုပ်မှလဲလို့မေးရင်လယ်သမားပါတီကကာကွယ်ရေးလည်းမလုပ်တတ်ဘူးလယ်သမားကနော်ပညာရေးကျန်းမာရေးလည်းသိနားမလဲဘူးကျွန်တော်တို့လယ်သမားပါတီလုပ်ရမယ့်အလုပ်ကတနိုင်ငံလုံးမှာရှိတဲ့မိဖို့ကြောင့်တွေကိုကာကွယ်စောင့်ရှောက်ဖို့ပဲလို့ပြောရင်ထောက်ခံမလားမထောက်ခံဘူးလား